စိတ်နဲ့ဒီမှာပဲချမ်းတရားနဲ့မတွေ့ဘူးမှခြင်းနဲ့အိမ်မမြမကောင်းမှုတွေရဲ့ထဲဒီမနဲ့ခင်းတွေကြတဲ့ပြင်းတွေချပြမတွေ့ပါမ